ကျမတို့ပတ်ဝန်းကျင်မှာဆင်းရဲမွဲတေမှုနဲ့ယောဂတွေကြောင့်မိမိတို့အိမ်မက်ကိုအကောင့်ထဲမဖော်နိုင်ပဲခက်ခက်ခဲခဲနေထိုင်ရတဲ့ကလေးတွေရှိပါတယ်အနာဂတ်မျိုးဆက်သစ်တွေကိုဥဆောင်မဲ့အိမ်မက်တစ်ပင်တွေဟာတောက်ပနေပြီးကြမ်းကြမ်းမာကြီးပြင်းလာတဲ့အခါရေရှည်တည်တတ်တဲ့ပျော်ရွှင်တဲ့ကမ္ဘာကိုဖန်တီးနိုင်ပါတယ်ကလေးတွေပျော်ရွှင်တဲ့ကမ္ဘာကိုမျှော်လင့်တဲ့အပြည်ပြည်ဆိုင်ရာ We Love You Foundation ဥက္ကဋ္ဌဂျန်ကီဂျာဟာဆင်းရဲတဲ့ပတ်ဝန်းကျင်ကြောင့်အိမ်မက်တွေကိုဆုံးရှုံးပြီးဘေးပယ်ထားရတဲ့ကလေးတွေမရှိအောင်ကမ္ဘာတဝန်းလုံးကကလေးလူငယ်တွေကိုပံ့ပိုးကူညီတဲ့ project တွေကိုတသမတ်ထဲဆောင်ရွက်လျက်ရှိပါတယ်ဆင်းရဲမွဲတေမှုနဲ့ယောဂဆိုးတွေရဲ့အရေးကနေကင်းလွတ်ပြီးတောက်ပပြီးကျန်းမာစွာကြီးပြင်းလာဖို့မျှော်လင့်တဲ့အမေရဲ့စိတ်နှလုံးကိုရှားပါးယောဂါကိုခံစားနေရတဲ့ဘင်္ဂလားဒေ့ရှ်မိန်းကလေးဖာတီမာစီကိုလည်းမျှော်လင့်ချက်အဖြစ်ပို့ဆောင်ပေးခဲ့ပါတယ်တက္ကသိုလ်ဆေးရုံတစ်ခုရဲ့ကလေးအထူးကုဌာနဒီနေရာမှာဘင်္ဂလားဒေ့ရှ်ကအသက်10နှစ်အရွယ်မိန်းကလေးဖာတီမာဟာဆေးရုံတက်နေပါတယ်ဖာတီမာခံစားနေရတဲ့ယောဂါဟာဘယ်လောက်ပြင်းထန်ပါသလဲ모야모야 병이라고 합니다. 일시적으로 머리에 피 공급 능력이 모자라게 돼서 뇌허열 증상이 나타나요. 어느 중추 같은 곳에 허열 증상이 생기면 말을 갑자기 못하게 되고 또 이렇게 뭐 기억력 장애가 생긴다든지 또는 발작을 한다든지 머리에서 생길 수 있는 모든 증상이 다 생길 수가 있습니다. အုံနောက်စီသွေးထောက်ပံ့တဲ့သွေးကြောတွေဖြည်းဖြည်းချင်းပိတ်ဆို့သွားတဲ့မိုယာယောဂါဟာရှားပါပြီးကုသလို့မရတဲ့ယောဂါဖြစ်ပါတယ်။ဖာတီမာဟာခွဲစိတ်ရမယ့်အချိန်ကိုကြာမြင့်စွာကျော်လွန်သွားတဲ့အတွက်အုံနောက်ပျက်စီးမှုအဆင့်အတော်လေးမြင့်မားခဲ့ပါတယ်။ရှားပါးယောဂါရှိတဲ့မိန်းကလေးဖာတီမာရဲ့ဝမ်းနည်းဖွယ်ဇလန်းကိုကြားခဲ့ရတဲ့ပြည်ပြည်ဆိုင်ရာ We Love You Foundation ဥက္ကဋ္ဌဂျန်ကီဂျာဟာဖာတီမာစီနှွေးထွေးတဲ့အကူအညီကိုကမ်းပေးခဲ့ပါတယ်။ We are very helpless in Korea founding we have just like a boat without rudder here but we are founding some way to save my daughter through We Love You Foundation's support and I thanks all of the team especially chairperson, managing director and director general for their support. ဖွဲစိတ်မှုပြီးသွားတဲ့နောက် We Love You ဖွဲ့ဝင်တွေဟာဖာတီမာရဲ့အိမ်ကိုအလဲပတ်သွားခဲ့ကြပါတယ်။ဖာတီမာဟာရှက်ပြုံးလေးနဲ့အဖွဲ့ဝင်တွေကိုနှုတ်ဆက်ခဲ့ပါတယ်။ This is our chairwoman president. စာဖတ်ခြင်းနဲ့ပကြီးဆွဲခြင်းကိုနှစ်သက်တဲ့ဖာတီမာအတွက်ဥက္ကဋ္ဌဂျန်ကီဂျာဟာအဖိုးတန်လက်ဆောင်တစ်ခုကိုပို့ပေးခဲ့ပါတယ်။ဖေမေရဲ့အကူအညီနဲ့ပကြီးကိုရေးဆွဲခဲ့တဲ့ဖာတီမာမိသားစုရဲ့မျက်နှာပေါ်မှာလည်းနူးညံ့တဲ့အပြုံးတွေပြန့်နှံ့သွားခဲ့ပါတယ်এটা আমার মেয়ের জন্য খুবই দরকার ছিল কারণ ও একা একা যখন বসে থাকে ড্রয়িং করে করে তার সময়টা খুব ভালো কাটবে সেজন্য আপনাদের সবাইকে অনেক ধন্যবাদ ওর খুশিগুলোর দিকে খেয়াল রাখার জন্য Fatima is very happy ပကြီးဆွဲနေတဲ့ဖာတီမာဟာတင်းငယ်တဲ့နှုတ်ခမ်းလေးနဲ့တခုခုကိုပြောလိုက်ပါတယ်তোমার জন্য She's trying to say 1, 2, 3 Love Fatima. ဥက္ကဋ္ဌဂျန်ကီဂျာရဲ့ချစ်ချင်းမြတ်တာနဲ့ဂရုစိုက်မှုအားဖြင့်တဖြည်းဖြည်းချင်းမျှော်လင့်ချက်ပြန်လည်ရရှိခဲ့တဲ့ဘင်္ဂလားဒေ့ရှ်မိန်းကလေးဖာတီမာ
နာကျင်မှုရဲ့ရှည်လျားတဲ့ဥမင်လိုင်ကောင်းကိုဖျက်ကျော်ပြီးအရင်ကလိုကျန်းမာပြီးပျော်ရွှင်တဲ့ဘဝကိုပြန်ရနိုင်ဖို့ We Love You ကအမြဲတမ်းအားပေးနေပါမယ်။